အားလုံးပဲမင်္ဂလာပါမိဘခြေရလက်ရရဲ့အတိတ်ပဲနဲ့မိဘရဲ့ခြေရရောလက်ရရောဘာကြောင့်ယူသင့်တာလဲဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးနဲ့ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာမိဘရဲ့ခြေတော်ရာကအမွန်မြတ်ဆုံးအရာလို့ယူဆကြပါတယ်မြန်မာယဉ်ကျေးမှုမှာမိဘရဲ့ခြေတော်ရာကိုအလွန်လေးစားကြပါတယ်မိဘရဲ့ခြေတော်ရင်းမှာကောင်းကျိုးကောင်းကံတွေရှိတယ်လို့လည်းယုံကြည်ကြပါတယ်ဒါကြောင့်မို့မိဘခြေရတွေကိုအမြတ်တနိုးပြုလုပ်ပြီးသိမ်းဆည်း၍ပူဇော်ကြခြင်းဖြစ်ပါတယ်ဖျားရှေရာနဲ့ဆက်ဆက်တဲ့ယုံကြည်မှုပေါ့နော်ဗုဒ္ဓဘာသာမှာဖျားရှင်ရဲ့ခြေတော်ရာတွေကိုကိုးကွယ်ကြပါတယ်။ဘာကြောင့်ကိုးကွယ်ကြလဲဆိုတော့ဖျားရှင်ရဲ့တကူတော်နဲ့သာသနာအမှတ်တရအဖြစ်ယုံကြည်၍ကိုးကွယ်ကြခြင်းဖြစ်ပါတယ်။ဗုဒ္ဓဘာသာမှာဖျားရှင်ရဲ့ခြေတော်ရာကိုကိုးကွယ်ကြသလိုမိဘကိုလည်းအိမ်ထဲကဖျားလို့ယူဆကြတဲ့အတွက်မိဘခြေရာကိုလည်းအမြတ်တနိုးအခုလိုယူပြီးတော့သိမ်းဆည်းကြတယ်လို့အဓိပ္ပာယ်ရှိပါတယ်။ခြေရာရဲ့အဓိပ္ပာယ်ပေါ့နော်။ခြေရာရဲ့အတိတ်တွေမှာလူတယောက်လမ်းလျှောက်သွားတဲ့အခါမှာမြေပေါ်မှာထင်ကျန်ခဲ့တဲ့ခြေရာပုံတဲ့အမှတ်အသားကိုဆိုလိုပါတယ်ပေါ့နော်အတိတ်ပဲကကြတော့အောက်ခံနေရာကနေထောက်ပံ့ပေးတဲ့အတိတ်ပဲခြေရာကမိသားစုကိုထောက်ပံ့ပြီးလမ်းလျှောက်စူးစမ်းခဲ့ရတဲ့အတိတ်ပဲလို့ယူဆပါတယ်ပေါ့နော်ဒါကြောင့်မိဘတွေဘဝတစ်လျှောက်သားသမီးအတွက်လမ်းလျှောက်စူးစမ်းခဲ့ရတာတွေကိုအမှတ်တရအနေဖြင့်ဂုဏ်ပြုတဲ့အနေဖြင့်ဒီမိဘခြေရာကိုယူခြင်းဖြစ်ပါတယ်လက်ရယူရတာကလည်းမမှားပါဘူးလက်ကတော့မိဘတို့ရဲ့မေတ္တာတရားပေးခဲ့တဲ့လက်ထိန်းချောင်းပဲ့ပင်ပြုစုယူရစောင့်ရှောက်ပေးခဲ့တဲ့လက်မို့လို့လက်ရယူတာကလည်းအတိတ်ပဲရှိပါတယ်။လက်ပိုင်းဆိုင်ရာယုံကြည်မှုအရာတချို့ကမိဘတဲ့ခြေရာကိုအိမ်မှာထားရင်ကံကောင်းခြင်းစီးပွားတိုးတက်ခြင်းဖြစ်တယ်လို့လည်းယုံကြည်ကြပါတယ်။မိဘခြေရာလက်ရယူခြင်းအတိတ်ပဲကမိဘရဲ့ဂုဏ်ကျေးဇူးကိုမမေ့ပဲဘဝတစ်လျှောက်အမှတ်တရထားမယ်ဆိုတဲ့သင်္ကေတပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်လူအများကတော့ခြေရာကိုပို့ပြီးရွေးချယ်ကြတယ်ပေါ့နော်။ဒါပေမဲ့လည်းခြေရာကောလက်ရာကောနှစ်ခုစလုံးယူထားတာကပို့ပြီးပြည့်စုံတယ်လို့ပို့ပြီးအတိတ်ပဲရှိရလို့ခံယူရပါတယ်။မိဘခြေရာဆိုတဲ့အတိတ်ပဲမှာကိုကလေသူကခြေရဲ့အရာလေးပေါ့နော်ခြေဘဝမှာရှိတဲ့ခြေရာလေးကိုဒါအနည်းဆက်ဆုံးယူထားတာပေါ့နော်အတိတ်ပဲနဲ့အတိတ်ပဲရှိရှိနဲ့အနည်းဆက်ဆုံးယူထားတဲ့ဒါခြေရာတစ်စုံပေါ့နော်အကြီးကသူကခြေရာဆိုတဲ့အတိတ်ပဲကိုပေါ်လွင်တဲ့အနည်းဆက်ဆုံးတဲ့သဘာဝအဆန်ဆုံးဖြစ်တယ်ပေါ့နော်ဒီလိုမိဘခြေရာလက်ရာယူတဲ့အကြောင်းလေးတွေရောယူရတဲ့အတိတ်ပဲတွေရောပေါ့နော်ယူတဲ့လူတွေကသိပြီးတော့ယူတဲ့အချိန်ကျတော့ပို့ပြီးတော့အတိတ်ပဲလည်းရှိရပို့ပြီးလေးနက်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့နော်အလုပ်တစ်ခုကကြတော့အတိတ်ပဲရှိပြီးအတိတ်ပဲသိပြီးလုပ်တဲ့အလုပ်ကပို့ပြီးတော့မုံမြတ်တယ်ပေါ့နော်ဒါကလည်းမိဘခြေရာလက်ရာနဲ့ပတ်သက်ပြီးတော့အသိပညာဘဝတုဒ္ဒလေး sharing ပေးခြင်းဖြစ်ပါတယ်အခုလိုအသိပညာဘဝတုဒ္ဒလေးတွေကို sharing လုပ်ပေးတာကိုချိုင်းနေတတ်တဲ့လူတွေရှိရင်အောက်မှာ comment လေးရေးပေးခဲ့ပါဦးနော်တချို့အကြံပေးခြင်းနဲ့အကြံပြုချက်လေးတွေရှိလဲ comment လေးရေးပေးနိုင်ပါတယ်ရှင်အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာပါစေရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲ bye bye